ဒီနေ့ရောက်ရှိနေတာကတော့ပါရမီလန်နဲ့ဝေဆန်ရလမ်းနောက်မှာရှိတဲ့ University Condominium ပဲဖြစ်ပါတယ်ဒီနေ့ပြပေးမယ့်အခန်းလေးရဆိုလို့ရှိရင်အခန်းကျယ်ဝင်1966 square feet ရှိပြီးတော့အခန်း3ခန်းပါဝင်နဲ့ပြီးတော့ copy လေးကိုလည်းမြင်ရတဲ့အခန်းလေးပဲဖြစ်ပါတယ်ဒါဆိုရင်အခန်းနေထားဘယ်လိုရှိလဲဆိုတာကိုအတူတူလိုက်ကြည့်ရအောင်နော်ပထမဆုံးအခန်းထဲဝင်လာတာလည်းမြင်ရတာတော့ခဏထားလို့ရမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ဘက်ကိုစကားမယ်ဆိုလို့ရှိရင်ကြတော့ living room area လေးကိုများလာလို့ဖြစ်ပါတယ် living room area လေးကတော့တော်တော်လေးကိုကျယ်ပါတယ်ပြီးတော့လူတွေကောင်ပါရှိတဲ့လောကဝိုင်းကိုလည်းကြားနေပြီးတော့ဒါလေးကိုများလာလို့ဖြစ်ပါတယ်ဒါလေးကတော့ dining နဲ့ kitchen area လေးဖြစ်ပါတယ် kitchen ကဆိုလို့ရှိရင် open kitchen ပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အခုလိုမျိုးအပေါ်အောက် cabinet တွေ basin တွေဒီအေးဆက်တွေအကုန်လုံးတက်ဆင်ပြီးသားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အိုးသုံးထားတဲ့ဆက်လာတဲ့လက်စပ်ကိုတွေညောဆုပ်ဆက်တွေတက်ဆင်ပြီးသားဖြစ်ပါမယ်ဒီမှာဆိုလို့ရှိရင်လည်းဒါကတော့ဒီလေးတက်တာထားရမယ့်နေရာလေးဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့အဝတ်လျှော်ဆက်နဲ့ဝလာရမယ့်နေရာလေးပဲဖြစ်ပါတယ်ဒီကတော့ master bedroom ခန်းလေးပဲဖြစ်ပါတယ် master bedroom ခန်းလေးကိုချက်လိုက်ကြည့်လိုက်အောင်နော်ခန်းဟာဆိုလို့ရှိရင်လည်းခုလိုမျိုးတော်လေးကိုကျဲတဲ့အဖြူအောင်ကိုပဲသုံးထားပြီးရဲ့အဲဘိုးနဲ့မြီးအကုန်လုံးတက်ဆင်ပြီးသားဖြစ်ပါတယ်နဲ့ပစ္စည်းထည့်လို့ရမယ်စင်လေးရဲ့ဒီဘက်မှာဆိုလို့ရှိရင်အခုထည့်လို့ရမယ်စင်လေးတွေခါရဲပါရှိပါမယ်။ဒါကတော့မမစားဘယ်လိုလဲရေထိုင်တာလေးပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်အခုစတန်ရှာဝါတွေဘေစင်တွေဘိုးထိုင်တွေပြီးတော့မန်တွေအကုန်လုံးသက်ဆိုင်ပြီးသားဖြစ်ပါတယ်။နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းပစ္စည်းထည့်လို့ရမယ်စင်လေးရဲ့ခါရဲပါရှိပြီးသားဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်လည်းအခုလိုမျိုးအဝတ်တွေမှာထည့်လို့ရတဲ့စင်တွေအများကြီးရှိပါသေးတယ်။ဆိုလို့ရှိရင် single bedroom ခန်းလေးကိုဒီလိုလိုက်ကြည့်လိုက်အောင်နော် single bedroom ခန်းဆိုလို့ရှိရင်လည်းတွားလေးနဲ့တူအဆင်ပြေရပေါ့နော်ပြီးတော့သုံးထားတဲ့အကြောင်းလေးကလည်းလာတယ်ပြီးတော့ air conditioning အကောင်သက်ဆင်ပြီးတာဖြစ်ပါတယ်ဒါလည်းနောက်ထပ် single bedroom ခန်းလေးတွေဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လည်းသုံးထားတဲ့အကြောင်းလေးဖြူအောင်ပဲသုံးထားပြီးရဲ့ပြီးတော့ air conditioning အကောင်သက်ဆင်ပြီးတာဖြစ်ပါမယ်ဒီမှာကျွန်တော်ကိုလိုပြန်ပြီးတော့အခန်းကိုပြန်ဖွင့်လို့ရတယ်ပေါ့နော်ဒါလေးကတော့ single bedroom အတွက်သုံးရမယ် common bedroom လေးပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းsun shower တွေပါမယ် basin တွေပါမယ်နောက်ပြီးတော့ပိုထိုင်ပါမယ်ဒီလိုမျိုးမှန်တွေအကုန်လုံးသက်ဆင်ပြီးသားဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအခုလိုမျိုးပစ္စည်းထည့်ရမယ်စင်တွေထားရပါရှိပါမယ်ဒီပြပေးခဲ့တဲ့ခန်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်မြင်ချင်တယ်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်3994909400ကိုဆက်သွယ်ပြီးတော့မြင်နိုင်တယ်လို့ချက်ပေါက်ကနေဆက်သွယ်ပြီးတော့လည်းမြင်နိုင်ပါတယ်ရှင်ခုလိုမျိုးအဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်